ခေတာတော့ကျွန်တော် click what to find နော်မျက်နှာပြသားထားတယ်နော်တို့ဒါပစ္စည်းကတော့မဝယ်ရတယ်နော်ကျွန်တော် Ravis Stay တွေပါတယ်နော် original ဝယ်မယ်နော်ပြီးတော့ကျွန်တော်တို့ဒါဘယ်လိုလုပ်တာလဲပြပေးမယ်နော်တစ်ချက်တော့ခေတာကျွန်တော်ခုနဟာကျွန်တော်တို့ဒါဒီလိုကော်ပတ်လေးတစ်ချက်နော်ကော်ပတ်ကိုမှတ်ပေါ်မှာချပြီးတော့ကျွန်တော်တို့ဒါ Page Stay မျက်နှာပြသပေးတာပေါ့နော်ဒါကျွန်တော်တို့မျက်နှာပြညီမှပဲကျွန်တော်တို့ဘေးရပြဿနာမရှိဘူးပေါ့နော်ဒါမျက်နှာပြမညီဘူးဆိုကျွန်တော်ရေးပြတ်ကြတဲ့ပြဿနာတွေဖြစ်တတ်တယ်နော်အဲကြောင့်မို့ကျွန်တော်တို့ဒါ Page Stay Click what to find တော့ရေးတက်ကြီးပါတဲ့ဘေးနော်ဒါကျွန်တော်တို့ဒါ Ejectation ကံမှာဆိုကျွန်တော်တို့ဒါမျက်နှာပြသပေးဖို့လိုရပါတယ်နော်ခေဒီပါနော်ဒါကျွန်တော် original ပစ္စည်းတွေဝယ်ပြီးကျွန်တော်တစ်ချက်ပြပေးမယ်နော်ဒါတော့ကျွန်တော်စေထားပြီးသားမနေ့ပြကျွန်တော်တို့ဘားတွေဝယ်ပြီးတော့ဒီဘေးကိုတက်စေတော့မှာဖြစ်ပါတယ်နော်ဆရာများအားလုံးမင်္ဂလာပါ